ဒီခွေးပေါက်လေးကတော့သူများနဲ့မတူပါဘူးတမင်တက်တက်ကိုဟင်းအိုးတဲ့ကိုကာကိုလာပလင်းကိုတွန်းချလိုက်တာပါချက်ချင်းပဲအိုးထဲကနေအခိုးငွေတွေထွက်လာပြီးတေချာချက်ထားတဲ့ဟင်းရည်အိုးကတော့ပျက်စီးသွားပြီးပေါက်ပြားဒါပေမဲ့ခွေးလေးကတော့သူ့ကိုယ်သူဂုံယူနေတဲ့ပုံနဲ့အမီးလေးတနက်နက်လုံနေပါတယ်အဖိုးဖြစ်သူကတော့နှမျောတာနဲ့ဟင်းရည်ကိုမြည်ကြည့်လိုက်တဲ့အခါအံ့ဩစရာကောင်းတော့အောင်ကိုအရသာကပိုပြီးကောင်းနေတာကိုတွေးလိုက်ရပါတယ်ဒါနဲ့အိမ်ကလူတွေအကုန်လုံးတယောက်ပြီးတယောက်မြည်ကြည့်ကြတော့ကိုကာကိုလာဟင်းချိုရဲ့အရသာကိုအရန်သဘောကျသွားကြပါတော့တယ်ခွေးလေးကိုလည်းဝိုင်းပြီးအံ့ဩချီးကျူးနေကြတာပေါ့မကြခင်မှာပဲသူတို့ရဲ့ဆိုင်လေးဟာဒီကိုကာကိုလာဟင်းချိုကြောင့်အရန်ကိုနာမည်ကြီးလာပါတော့တယ်ဒါပေမဲ့ကန်ဆိုးကျင်တော့လူဆိုးတယောက်ကဆိုင်နာကဖြတ်သွားရင်ဒီခွေးလေးကိုမျက်စိကျသွားခဲ့ပါတယ်ကောင်မလေးတတိထားမိတဲ့အချိန်မှာတော့ခွေးလေးကအဖမ်းခံလိုက်ရပါပြီလူဆိုးရဲ့ကားကိုခြေလင်လိုက်လို့မမီတော့တဲ့အချိန်မှာပဲအမေဖြစ်သူကအချိန်ကရောက်လာပြီးလျှက်စစ်စကူတာလေးနဲ့အသေးလဲလိုက်ပါတော့တယ်အမေကဘလောက်ပဲအော်ခေါ်နေပါစေလူဆိုးကတော့မကြားချင်အောင်ဆောင်ပြီးလီဘာကိုစက်တင်ကထွက်ပြေးဖို့ကြိုးစားပါတော့တယ်နောက်ဆုံးတော့အမေကကားရှိကနေပိတ်ရက်လိုက်လို့နှစ်ယောက်စလုံးလဲကျသွားခဲ့ပါတယ်လူတွေလည်းဝိုင်းအောင်လာတာပေါ့ဒေါသထွက်နေတဲ့လူဆိုးကအမေဖြစ်သူကိုထိုးဖို့လုပ်ပေမဲ့အမေကလက်ဦးမှုယူပြီးတစ်ချက်တည်းနဲ့လဲကျသွားအောင်ထိုးချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလူဆိုးကသူ့ကားထဲကနေလက်နက်တစ်ခုကိုဆွဲထုတ်လိုက်တဲ့အန်ရည်များတဲ့အခြေအနေမှာကောင်မလေးနဲ့တခြားလူတွေရောက်လာပြီးလူဆိုးကိုဝိုင်းကန်ချလိုက်ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာခွေးလေးကအဲ့ဒီနေရာမှာမရှိတော့ပါဘူးသူကတောထဲကိုပြေးဝင်သွားပြီးတစ်သားတကားတစ်ခုရှိကိုရောက်သွားပါတယ်အဲ့ဒီအထဲမှာတော့တခြားခွေးပေါက်လေးတွေအများကြီးအဖမ်းခံထားရတာပါခွေးလေးကသူ့ခွန်အားတွေအကုန်သုံးပြီးတကားကိုအကြိမ်ကြိမ်ဝင်တိုက်ပါတော့တယ်နောက်ဆုံးမှာတော့တကားပွင့်သွားပြီးတခြားခွေးလေးတွေကိုပါကယ်တင်နိုင်ခဲ့ပါတယ်ဒီအချိန်မှာပဲရဲတွေရောက်လာပြီးလူဆိုးကိုဖမ်းဆီးသွားပါပြီ